ဘပြည်သူများခင်ဗျာအင်းလေးဒေသမှာတက္ကရာ1388ခုနှစ်သတင်းကြောလဆန်1ရက်နေ့ကနေသတင်းကြောလာပြီးကျော်3ရက်နေ့အထိအင်းလေးဖောင်တော်ဖျားအင်းဝဲရတခြားဒေသစာရီကြွချီအပူဇော်ခံတော်မှာဖြစ်ပါတယ်အင်းလီဒေတာရဲ့တာယာလာပါတဲ့ရှုခင်းတွေလှီကိုလက်နဲ့မလောရှေ့နဲ့သာလော်တဲ့အင်တိုင်းနာတို့ရဲ့ရှင်ကျေးမှုတလေးတွေနဲ့အတူအင်းလီဖောင်းတော်ဖျားဒေတာစာရီကြွချီအပူဇော်ခံပွဲကနေမိဘပြည်သူများအားလုံးကိုကြိုးဆိုနေပါမယ်ခင်ဗျာ